အားနေဒီမီကလည်းပြတ်နေပြန်ပြီကျေးဇူးတင်ပါတယ် ဘတ်ဂျက်ဖုန်းဈေးကွက်ကိုကြည့်လိုက်ရင်ဖုန်းတစ်လုံးကအတုံးခံရုံနဲ့မကပဲတန်ဖိုးတစ်ခုကိုပါအပြည့်အဝပေးလာနိုင်မှုစူးစမ်းလာကြတာကိုတွေ့ရပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လျှက်စစ်မီအခက်အခဲတွေကြောင့်ဘက်ထရီအကြာကြီးခံတဲ့ဖုန်းမျိုးကိုလူတိုင်းကတောင်းတလာကြပါတယ်အဲဒီလိုအချက်တွေကိုဖြည့်ဆည်းဖို့အတွက်ဖန်တီးကြတဲ့ Redmi 15C အကြောင်းကိုဒီနေ့မှာအသေးစိတ်တင်ဆက်ပေးသွားမှာပါဒီဖုန်းကတာမန်ဘတ်ဂျက်ဖုန်းတစ်လုံးမဟုတ်ပါဘူး6000 mAh ဆိုတဲ့ဘက်ထရီအကြီးပါဝင်လာတယ်လို့မျက်နှာပြင်ကလည်း tablet နီးပါးကျွဲဝန်းနဲ့ 6.9 inches နဲ့လာတယ်ဒီဇိုင်းဘက်မှာလည်း flagship ဖုန်းတွေအငွေးသက်တွေကိုယူထားတာကိုတွေ့ရတယ်ဒီနေ့ဒီ view မှာတော့ဒီဖုန်းရဲ့အတွင်းပိုင်း hardware တွေ gaming performance နဲ့ daily usage ပိုင်းတွေမှာဘယ်လောက်ထိအဆင်ပြေမလဲဆိုတာကိုပြောပြပေးသွားမှာမို့လို့တူတူကြည့်လိုက်ကြအောင်ပထမဆုံးအနေနဲ့ဒီဖုန်းရဲ့ design ပိုင်းကိုကြည့်အောင်Redmi 15C ကအရင်ဖုန်းတွေမှာ3လေးရှိတဲ့အဝိုင်းပုံစံကင်မရာဒီဇိုင်းကနေခွဲထွက်ပြီးတော့ floating center လို့ခေါ်တဲ့ Kimi ရဲ့ Studio ပုံစံကင်မရာဒီဇိုင်းကိုပြောင်းလဲပြီးတော့သုံးစွဲထားပါတယ်။ကင်မရာ batch လေးရလေးနည်းနည်းလေးပဲထွက်နေ။ဖုန်းကြောဘက်ကာဗာကိုလည်းအယောင်လိုက်မတူညီတဲ့နည်းပညာတွေကိုသုံးထားပြီးတယ်။ Midnight Black ဆိုတဲ့အယောင်မှာလက်ပွင့်နဲ့အစီပညာတွေကိုလုံးဝမထင်စေတဲ့ matte finish နဲ့သုံးမိတာတယ်။ Moonlight Blue နဲ့ Mid Green Color တွေမှာကတော့တန်လိုင်းပုံတွေကိုအသုံးပြုထားပေးလို့အလင်းပြန်တဲ့အခါမှာတောက်ပပလေးဖြစ်နေရကိုတွေ့ရပါလိမ့်မယ်။ဖုန်းရဲ့အထူက 7.99mm ပဲရှိပေမဲ့ဘက်ထရီအကြီးပေါင်နေတာက Xiaomi ရဲ့ engineer ပိုင်းကျွမ်းကျင်မှုလို့ပဲပြောရမှာပါ။ကိုယ်တွေကိုအကျန်းခံတဲ့ polycarbonate နဲ့လုပ်ထားပြီးတော့အရှိတ်ဘက်မျက်နှာပြင်ကို Gorilla Glass 3နဲ့အုပ်ထားပေးဖုန်းရဲ့လေးချိန်က217 gram ဝန်းကျင်ပဲရှိပြီးတော့ဘေးပေါင်တွေကို 3D quad curve လို့ခေါ်တဲ့အကွေးဒီဇိုင်းနဲ့လုပ်ထားရကြောင်းမျက်နှာပြင်ကကြီးပေမဲ့လက်ထဲမှာတော့အဝန်ကန်ကြရှိနေလို့ခံစားစေရပါတယ်။ Redmi 15C မှာ IP64 rating ပါရကြောင်းဖုန်းမုန်းနဲ့မိုးရေတံကိုကောင်းကောင်းလေးဖြည့်ရှင်းနိုင်ပါတယ်။ဒါဟာဖုန်းမုန်းနဲ့ရေးဆိုးရေးစင်တာတွေကိုကောင်းကောင်းလေးခံနိုင်ရှိရကြောင်းမိုးရသည်မှာပဲဖြစ်ဖြစ်ဟင်းချက်ရင်ရေးစင်တာမျိုးပဲဖြစ်ဖြစ်စိုးရင်စရာမျိုးမရှိတော့ပါဘူး။နောက်ပြီးတော့ Xiaomi ရဲ့စမ်းသပ်ချက်တွေအရ power clock ကိုအကျဉ်းကြီး9သိန်းထိနှိမ့်နိုင်အောင်စမ်းထပ်ထားသလိုအမြင့်ကနေပြုတ်ကျတာမျိုးအကျဉ်းကြီး2800ကျော်ထိခံနိုင်ရှိအောင်ဒီဆောက်ထားရကြောင်းအကျန်းခံမှုကိုဦးစားပေးတဲ့သူတွေအတွက်ကိုတကယ်ကိုစိတ်ချရပါတယ်။ Redmi 15C ရဲ့အကြီးမားဆုံးအားသာချက်ကတော့ 6.9 inches ရှိတဲ့ IPS LCD screen ကြီးပါပဲ။ဒါဟာ tablet မျိုးစားတွေကိုရောက်သွားတဲ့အရွယ်အစားဖြစ်လို့ရုပ်ရှင်ကြည့်ရတဲ့သူတွေနဲ့ social media သုံးတဲ့သူတွေအတွက်ကတော့တကယ်ကိုနိဗ္ဗာန်ပါပဲ။ resolution က1600 920 HD+ ဒါကိုတချို့လူတွေက Full HD+ မဟုတ်လို့စိတ်ပြတ်နိုင်ပေမဲ့ဒါဟာဘက်ထရီပိုခံဖို့နဲ့ GPU ကိုအလုပ်သိမ့်မလုပ်ပေးဖို့အတွက်ရည်ရွယ်ရှိလုပ်ထားတာလို့ပဲကျွန်တော်တို့မြင်တယ်။အဲဒီအစား Xiaomi က 120Hz adaptive refresh rate ကိုထည့်ထားပေးပါတယ်။ဒါကဖုန်းကိုပုတ်တဲ့အခါမှာ flagship ဖုန်းတွေလိုမျိုးချုံးမွေ့တဲ့ experience ကိုရစေပါတယ်။နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Wet Touch Technology 2.0 ပါ။အရင်ဆိုရင်လက်မှာရေးဆိုနေဒါမှမဟုတ်ချွေးဆိုနေ screen ကပုတ်မရတော့ပါဘူး။အခုကတော့လက်မှာရေးရှိနေတော့မှ screen ကပုံမှန်တိုင်းအလုံးလုံးနေမှာပါ။ဒါကမိုးရသည်မှာအပြင်မှာအလုပ်ထွက်လို့ရတဲ့သူတွေအတွက်တကယ်ကိုအသုံးဝင်ပါတယ်။မျက်စိအတွက်လည်းအတိပန့်ပြုလက်မှတ်3ခုတောင်ရတော့လို့အလင်းပြန်တာနဲ့မျက်စိညောင်းတာတွေကို short ချပေးမှာဖြစ်ပါတယ်။ဒီဖုန်းမှာတော့ MediaTek ရဲ့ Helio G81 Ultra ချစ်စက်ကိုသုံးပေးထားတယ်။ဒါက12 nanometer နဲ့ထုတ်လုပ်တာဖြစ်ပြီးတော့ octa-core processor ဖြစ်ပါတယ်။ဒါကြောင့် update ဖွင့်တဲ့အခါမှာမနှေးသလိုနောက်ွယ်က background load တွေကိုလည်း battery မစားဘဲလှုပ်ဆောင်နိုင်ပါတယ်။ RAM ပိုင်းမှာလည်း memory extension နည်းပညာပါဝင်ပါတယ်။အကယ်၍ခင်ဗျားတို့က 8GB RAM model ဝယ်ထားရင် storage တွေကနောက်ထပ် 8GB ကို RAM ဖြစ်ပြောင်းလဲအသုံးပြုလို့ရတာကြောင့်စုစုပေါင်း 16GB RAM အထိရရှိမှာပါ။ဒါဟာ budget phone တစ်လုံးမှာ flagship level အထိကို RAM မှာနိုင်ရရှိတာဖြစ်ပါတယ်။ဒါ့အပြင်ပုံမှန်မြန်ဆန်လာတဲ့ UFS 2.2 storage ကိုသုံးထားလို့ file ကူးတာတွေ application တွေ install လုပ်တာတွေကအရင်အားထက်အများကြီးကိုပုံမှန်မြန်လာတာကိုခံစားရမှာပါ။ဂိမ်းဆော့လူတွေပြောမယ်ဆိုရင် Mobile Legends ကို high graphic နဲ့ high refresh rate မှာကောင်းကောင်းလေးကိုဆော့လို့ရတယ်။ PUBG Mobile မှာဆိုရင်တော့ Smooth Plus Ultra မှာ 40fps ဝန်းကျင်အထိဆော့လို့ရတယ်။ဂိမ်းဆော့တဲ့အခါမှာ 120Hz refresh rate ကြောင့်ဂိမ်းတွေကတုံ့ပြန်မှုတွေကချက်ချင်းမြန်ဆန်ဖြစ်နေတယ်လို့ခံစားနေရမှာပါ။ screen size ကကြီးတဲ့အတွက်ဂိမ်းဆော့ရတဲ့အခါမှာလည်းမြင်ကွင်းကတော်တော်လေးကိုကောင်းတယ်။အပူချိန်ပိုင်းမှာလည်းကိုရီးယားကြီးတဲ့အတွက်အပူထွက်ဖို့နေရာပိုရတဲ့ကြောင့်တနားကျော်ဂိမ်းဆော့ရင်တော့မှဖုန်းကနွေးရုံလောက်ပဲရှိပြီးတော့တိတ်မပူတာကိုတွေ့ရပါတယ်။ဒါကဖုန်းဆက်ဆောင်ရင်မကြတော့အောင်အများကြီးကူညီပေးပါတယ်။ကဲဒါဆိုဒီဖုန်းရဲ့အကောင်းဆုံးပိုင်းဖြစ်တဲ့6000 mAh battery ကြောင်းကိုပြောအောင်ကျွန်တော်တို့ရဲ့စမ်းသပ်ချက်တွေအရ YouTube ကို 180p နဲ့ကြည့်မယ်ဆိုရင်7နာရီဇက်တိုက်တောင်ကြည့်လို့ရတယ်။ 5G ကိုစောင့်မယ်ဆိုရင်6နာရီကျော်ရှိကို AC ကိုစော့လို့ရတယ်။
ပုံမှန်သုံးတဲ့သူတွေအတွက်ကတော့တစ်ခါအားသွင်းတိုင်း2ရက်ကနေ3ရက်ထိကိုအေးဆေးပါပဲ။ charging ဘိုင်းမှာလည်း33 watt turbo charging ပါလာမှုလို့အားသွင်းရမြင့်ရတယ်။ 0 to 50% ကိုမိနစ်30ဝန်းကျင်ပဲကြာရတယ်။အားဖြည့်သွင်းမှုအတွက်ကတော့တနားရီခွဲလောက်ပဲစောင့်ရမှာပါ။နောက်ထပ်မိုက်တာတစ်ခုကတော့10 watt reverse charging အောင်ထည့်ထားပြီးသေးတယ်။ခင်ဗျားတို့ရဲ့ငကြက်တွေဒါမှမဟုတ်တခြားဖုန်းတစ်လုံးကဘက်ထရီကုန်နေရင်ဒီဖုန်းကနေကျိုးနဲ့ပြန်ပြီးတော့အားသွင်းပေးနိုင်တာကြောင့် power bank တစ်ခုလိုတောင်သုံးလို့ရတယ်။ကင်မရာဘိုင်းမှာတော့15 megapixel main camera ပါတယ်။နေကင်းဘက်ရိုက်တဲ့ပုံတွေကအယောင်ဆိုပြေပြီး social media မှာတင်ဖို့တော့ကတော့ကွက်တီပါပဲ။ညဘက်ရိုက်ဖို့တော့ကတော့ night move ပါဝင်လို့ noise ကြီးကိုတော့အနည်းငယ် short ချပေးနိုင်တယ်။ video ဘိုင်းမှာတော့ chipset ကန့်သက်ချက်ကြောင့် 180p 30fps ထိပဲရိုက်လို့ရတယ်။တန်ဘိုင်းမှာတော့ speaker လုံးနဲ့ပေါင်နေဆိုပေမဲ့ 20% volume boost စနစ်ကြောင့်အတန်းတော်တော်လေးကျယ်ထဲမှာပါတယ်။ဒါကြောင့်ဒီကောင်းတဲ့ speaker ထွက်တဲ့အတန်းကိုလူကြားထဲမှာတော့ရှင်းလင်းကြားရမှာပါ။ 3.5mm နဲ့ကြောက်ပေါက်လည်းပေါင်နေတာမဟုတ်လို့လက်ချက်ကျိုးသုံးချင်တဲ့လူတွေကတော့အရန်အဆင်ပြေပါတယ်။မြန်မာနိုင်ငံမှာကတော့ Redmi 15C ကို RAM နဲ့ storage ပေါ်မူတည်ပြီးတော့4,900ကျော်ကနေပြီးတော့6,000ကျော်အထိရှိနိုင်ပါတယ်။အရောင်နေနဲ့ကတော့ Midnight Black, Mid Green, Moonlight Blue နဲ့ Twilight Orange ဆိုပြီးတော့ style ကြတဲ့အရောင်လေးမျိုးရရှိနိုင်ပါတယ်။ဒီကုန်းချောင်းရင်တော့ Redmi 15C ဟာ video ကြည့်ဖို့ social media သုံးဖို့နဲ့ battery အကြာကြီးခံကျင်တဲ့သူတွေအတွက်ကတော့အကောင်းဆုံးဖုန်းတစ်လုံးဖြစ်ပါတယ်။ screen size ကြီးနဲ့အသုံးခံတဲ့ဖုန်းရှာနေရဆိုတော့ဒါခင်ဗျားတို့အတွက်အကောင်းဆုံးရွေးချယ်မှုပါပဲ။အားလုံးကိုဆိုင်ဖိုင်ဆောင်ရဲ့နေမီတွေကနေနှုတ်ဆက်လိုက်ပါတယ်။ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်း comment မှာရေးခဲ့ပေးကြပါဦး။ဒီလိုမျိုးသိပ္ပံနဲ့နည်းပညာသတင်းတွေကိုနေ့တိုင်းသိချင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့တောင်းဆိုပါရစေ။အနာဂတ်ကြောင်းလေးဆက်လက်လေ့လာဖို့အမြဲတမ်းဆိုင်ဖိုင်ဆောင်မှာရှိနေပေးကြပါဦး။